မိတ်ဆွေတို့ကိုမလောက်ခဲ့တဲ့အမှားတစ်ခုအတွက်သူတစ်ပါးရဲ့ဆွဆွဲခြင်းကိုခံရတဲ့အခါဘယ်လိုတုံ့ပြန်မလဲဆိုတာစဉ်းစားကြည့်ဘူးပါသလားအဲ့ဒီလိုအချိန်မှာဒေါသထွက်ပြီးပြန်လေခြေဖဖို့ထက်ပိုပြီးထိရောက်တဲ့နီလန်တစ်ခုရှိနေပါတယ်ဒါဟာတောမနတဇတ်တော်ကနေတဆင့်ကျွန်တော်တို့သင်ယူနိုင်တဲ့အရေးကြီးတဲ့သင်ခန်းစာတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့စိတ်သက်ခိုင်မာသူတယောက်ကပြဿနာတွေကိုဘယ်လိုတိတိငြိမ်ငြိမ်ဖြေရှင်းသွားသလဲဆိုတာကိုမြင်တွေ့ရမှာပါဘာရဏသီမင်းကြီးရဲ့သားတော်တောမနတမင်းသားဟာငယ်စဉ်ကတည်းကတီလာနဲ့ပြည့်စုံပြီးအသိပညာကျွယ်ဝသူတယောက်ဖြစ်ပါတယ်ဒါပေမဲ့သူဟာတနေ့မှာတော့အပြင်ပန်းမှာကြည်ညိုစရာကောင်းပေမဲ့အတွင်းစိတ်မှာတော့မနာလိုမှုတွေပြည့်နေတဲ့ယတိတူနဲ့ဆုံတွေ့ခဲ့ရပါတယ်ဒီယတိဟာသူ့ရဲ့အကျိုးစီးပွားအတွက်မင်းသားအပေါ်မှုန့်မမှန်တဲ့ဆွဆွဲချက်တွေလုပ်ခဲ့ပါတယ်ဘုရင်ကြီးကလည်းယတိရဲ့စကားကိုယုံကြည်သွားတဲ့အခါမင်းသားဟာအခက်ခဲကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်တောမနတမင်းသားဟာသူ့ကိုဆွဆွဲတဲ့သူကိုဒေါသနဲ့မတုံ့ပြန်ပဲတည်ငြိမ်စွာနဲ့အမှန်တရားကိုသာလက်ကင်ထားခဲ့ပါတယ်သူဟာကိုယုံကြည်မှုအပြည့်နဲ့ဒီစမ်းသပ်ချက်ကိုကြော်ဖြတ်ခဲ့တာပါနောက်ဆုံးမှာတော့အမှန်တရားဟာပေါ်ပေါက်လာပြီးမင်းသားရဲ့မြင့်မြတ်မှုဟာလူတိုင်းရှိမှထင်ရှားသွားခဲ့ပါတယ်ဒါဟာကျွန်တော်တို့အတွက်လည်းဘဝရဲ့မုန်တိုင်းတွေကိုဘလို့ရင်ဆိုင်ရမလဲဆိုတဲ့လမ်းပြမိပုံတစ်ခုဖြစ်လာပါလိမ့်မယ်ဒီဇလန်ကနေတီးလိုက်ရတာကတော့တကယ်ခိုင်မာတဲ့စိတ်သက်ရှိသူဟာဘလို့အခြေအနေမှာမဆိုကိုထိန်းချုပ်နိုင်တယ်ဆိုတာပါပဲအမှန်တရားကတော့အချိန်တိုင်ရင်သူ့အလိုလိုတက်တည်ပြသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့လည်းအခုလိုမျိုးစိတ်သက်ခိုင်မာမှုနဲ့အောင်မြင်မှုလျှို့ဝှက်ချက်တွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့နဲ့အတူရှိနေပေးပါဒါဟာပုံမူကောင်းမွန်တဲ့ဘဝကိုတည်ဆောက်ဖို့အတွက်အစပြုခြင်းပဲဖြစ်ပါတယ်